အားလုံးပဲမင်္ဂလာပါဒီနေ့ကတော့ကြက်ပဲလေးချက်ပါဖြစ်ပါတယ်အရင်ဆုံးကြက်ကိုရေဆေးသက်စင်ပါမယ်ရေဆေးသက်တေချာလေးနဲ့ရေသုံးရေဆေးပြီးတော့ပြီးရင်ရေဆေးသက်စင်ပြီးရင်စားစနစ်လေးနဲ့ပါမယ်အရင်ဆုံးကြက်သားမုတ်လေးထည့်ပါမယ်ပြီးရင်စားကြက်သားမုတ်လေးထည့်ပါမယ်ကြက်သားမုတ်ပြီးရင်စားလေးနည်းနည်းထည့်ပါမယ်ကိုလိုသလောက်လေးထည့်ပါပြီးရင်စနစ်မုတ်လေးနည်းနည်းထည့်ပါမယ်ဒီမုတ်လေးထည့်ပြီးတေချာလေးနယ်ပတ်ပြီးတော့နှက်ထားပါမယ်တေချာလေးနယ်ပတ်ပြီးကျမကတော့15မိနစ်လောက်နှက်ထားပါတယ်15မိနစ်လောက်တေချာလေးနယ်ပတ်ပြီးရင်ပဲလေးနဲ့နှက်ထားနေတော့ပဲလေးနဲ့ပြုတ်ထားပါစီတက်ဖို့ပြင်ဆင်ပါမယ်ဒီဆုံးစီလေးထည့်ပါတယ်စနစ်မုတ်လေးထည့်ပါမယ်ပြီးကြက်သွန်နီလေးကိုလေးစိတ်ထားတာထည့်ပါမယ်ကျမကြက်သွန်နီတော့မထောင်းတာပါဘူးအနီကိုတော့မထောင်းတာပါဘူးဖြူနဲ့ချင်းလေးပဲထောင်းတာပါတယ်ကြက်သွန်နီလေးကိုလေးစိတ်ထားဟုတ်စီလေးတခြားတက်ပါမယ်ကြက်သွန်နီလေးနုံရတဲ့အထိစီတက်ပါမယ်ကြက်သွန်နီလေးနုံရပြီးဆိုမှအဖြူနီလေးထည့်ပြီးတော့စီတက်ပြီးနုံရရင်ကြက်သားလေးကိုလုံးပါမယ်ကြက်သားကိုတေချာလေးလုံးပါမယ်မဆလာလေးနည်းနည်းထည့်ပါမယ်မဆလာလေးထည့်ပြီးတေချာလေးလုံးထားပါမယ်ကြက်သားညှိနှမ်းလေးပြောက်အောင်ညှိနှမ်းပြောက်သွားတဲ့ဒီတေချာလေးလုံးပြီးတော့စီပြန်တဲ့ထိစောက်ပါမယ်စီလည်းပြန်ပြီးကြက်သားလေးလည်းစီပြန်လာပြီးအနံလေးလည်းမှုေးလာပြီးဆိုတော့မှပဲပြုတ်ထားတဲ့ရေတွေကိုထည့်ပါမယ်ပြုတ်ထားတဲ့ပဲအိုးတွေကိုထည့်လိုက်ပါမယ်ပြီးရင်ပြင်းတော့သိမ်းမြုပ်သီး6လေးကိုထည့်ပြီးတော့ပြီးပါပြီကျမရဲ့ကြက်ပဲလေးဝေးပြီးအရသာကောင်းတဲ့ကြက်ပဲလေးရပါပြီကျမကတော့ဒီပုံစံနိုင်မဲ့ချက်ပါတယ်ဒီဟာ